Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Ikirikinfa ပဲဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ Roblox ထဲထဲဟာ Danny Swap Game ကိုကျွန်တော်ညီမလေးဖွဖွနဲ့နှစ်ယောက်တည်းဆော့ပြသွားမှာပဲဖြစ်ပါတယ်ဖွဖွရဲ့နှုတ်ဆက်လိုက်ပါဦးမင်္ဂလာပါနှုတ်ဆက်ပြီးပြီဆိုတော့စလိုက်ကြရအောင် Let's go Okay ကျွန်တော်ကတော့ floor 1ကနေမစားဘဲနဲ့ floor 40ကနေပြီးတော့စတာပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ video ကအရင်ရှည်သွားမှာမဟုတ်လို့ဖြစ်ပါတယ်ဟိုမှာ sprout ဟုတ်တယ်ဒါက main တော့ဟဲ့အေးဟုတ်တယ် main sprout ကိုရပြီသူ့ရဲ့ research ဟာဒါလေသူ့ရဲ့ research ကိုလို့တော့ကျွန်တော်တို့တွားပြီးတော့သူ့ရဲ့ research ကိုယူမယ် okay ရလာတော့မသိဘူးဟိုမလီ okay ဒီဟာကြီးတွေကအသက်တစ်ခုရော့တယ်မလားဟိုဟာတွေကိုနင်းမိရင်လေရော့တယ်အေး okay ပြေးမယ်တူမလို့တော့ okay နောက်ဆုံး machine တစ်ခုပဲကြာတော့တယ် okay အဲ့တော့ဟိုဖိုးရဒီလောက်တန်းလေးထားခဲ့ပါတယ်ဟိုကောင်ရဲ့ research ကိုတွားယူရင်ကောင်းမလားမသိဘူးငါအဲ့နောက်ဆုံးမရှိလုံးရကောင်းမလားအေးလုံးလိုက်အေးelevator ပွင့်သွားပြီဟိုကောင်ရဲ့ research ကိုလည်းမရလိုက်ဘူးno one ha lose သွားပြီဘယ်လိုလုပ်မလဲ one ha lose သွားပြီအကောင်ရဲ့ research ကိုမရဘူးလို့ထင်တယ်ထားလိုက်ပါမြင်ဘူးသွားတာပေါ့ဘရိုလိုလည်းမြင်ဘူးသွားတာပေါ့ကျွန်တော်တို့ကတော့ floor တန်နီထီရအောင်လို့ဆော့ပြသွားမှာပဲဖြစ်ပါတယ်ဘရိုတို့ဗီဒီယိုအဆုံးထိလိုက်ပါကြည့်ရှုဖို့ကျွန်တော်မြတ်တာရခံOkay အခုတော့ ticket 45ဟာကိုကျွန်တော် choose လိုက်တယ်Okay floor အတဲ့ floor 5 floor အတဲ့အကောင်တစ်ရောလာရှိမလားမသိဘူးဟုတ်တယ်လိုက်ပြမယ် bro တို့ Okay ဒါကတော့ကျွန်တော်မြင်လောက်လိုက်တာပေါ့တိတ်ပြီးတော့ထူးထူးဆန်းဆန်းတော့မရှိဘူးအကောင်တွေကတော့ရိုးတန်းအကောင်တွေပဲ၄ကောင်ပဲရှိတာပြီးတော့ဟိုအဖွားကြီးတည်သွားတယ်ကျုပ်အဖွားကြီးအဲ့ဒါကြောင့်ဝါဘာဒီလဲဟိုလက်ခစ်တွေနှစ်ခုတော့ဝါကျေးဇူးပဲဒန်ဒီရေ nice floor တဲ့ဝါ floor တဲ့အကောင်တွေလည်းပါမှာပဲဟိုလိပ်ပြလေးပါလာတယ်ဒီ floor ကိုရောက်ဖို့ဆိုတော့အရန်ခက်ပါတယ် floor 60နဲ့ရောက်တာကျွန်တော်တို့အရန်ကန်ကောင်းတယ်တချို့ YouTuber တွေဆိုရင်16လောက်မှရောက်ကြတာ Okay ဒီ floor ကလေဟိုမြေဘူးတယ်ဟုတ်တယ်ဟိုမှာ market တွေ့လား bro အဲ့ဒါသွားယူမလို့ဟိုတရေကြောင်ပါ Okay နည်းနည်းလေးမြန်လာမယ်တရေတွေကတော့တော်တော်များတယ် bro ကျွန်တော်တို့နှစ်ယောက်တည်းစော့ရလို့ထင်တယ်ဒီ structure လည်းမရှိဘူးဒီ structure လုံးမဲ့လူကလည်းမရှိဘူးကျွန်တော်တို့ပဲ machine လေးလိုက်လုပ်နေရတာပါ Okay ကျွန်တော် market တွေလည်းသုံးလိုက်တယ်တရေတွေကအရင်စိုးတယ် bro အဲ့ဒါကြောင့်ကျွန်တော်ရဲ့ market တွေလည်းကုန်သွားတယ်တခုပဲကြံတော့တယ်elevator ပွင့်ပြီ Okay ပြေးလာဘယ်ရောက်ညာလဲလာငါလာမယ် Okay ရောက်ပြီ Okay floor 70လဲရောက်ပြီဘာချူစီကောင်း Okay ငါတို့ကမီဒီရေဆိုပိုလင်းတာတွေလောက်တော့မယ်အဲ့ဆိုတရေတွေကငါတို့ကတရေတွေပါဟဲ့အဲ့လိုမျိုးပြစ်သွား Okay ဒါကတော့ကျွန်တော်အခုနောက်ဆုံး machine ကိုလုပ်နေတာပါ Okay ရပြီ elevator ပွင့်ပြီလို့ဒီအဲ့ဒီတရေတွေကmachine လောက်တဲ့နေရာတွေကိုလာကြတယ် Okay မြင်သွားမယ်နေရောက်ပြီမလားအေးရောက်ပြီအေးဒန်နီကပါမက်ကစ်တခုကျေးဇူးပဲဒန်နီပြီးရင် box
chocolate တွေလည်းရှိတယ်ဒါပေမဲ့မက်ခစ်တာယူမယ် ဟုတ်တယ်နှစ်ခုယူလို့ရရင်ကောင်းပါမယ်ဒီတစ်ခါတော့မှောင်မလားမသိဘူးဒီ floor ပြောတာဟာ what floor ဒီ အဲ့ဒါ Shirley ရဲ့ floor ဟုတ်တယ်လုံးဝမြင်ဘူးမှမဟုတ်ဘူးဘရိုတို့ကြည့်ထားတွေ့လားကျွန်တော်နေရာစုံလိုက်ပြမယ်ဒါပေမဲ့ဒီ floor ဟာလွယ်တယ်နေရာတွေကတော့မသိဘူးဒီနေရာတွေကိုနားလဲတယ်ဆိုရင်လွယ်တယ်အကောင်တွေကလည်းတိတ်ရှိမှာမဟုတ်ဘူးဒီမှာဒါဆိုရင်ကျွန်တော်တို့ဘယ်လိုပြောရမလဲပြလိုက်ပေါ့နော်အဲ့လိုမျိုးဟုတ်တယ်အဲ့လိုမျိုးပြလိုက်နေတာပေါ့ဘသူရဲ့ floor Shirley ဟုတ်တယ် Shirley ရဲ့ floor တဲ့ Okay ဒါကတော့နောက်ဆုံး machine Okay ပြီးပြီဗီဒီယိုရှင်းမှာဆိုလို့နည်းနည်းလေးတော့ကျွန်တော် short ထားပါတယ်floor 30နဲ့20ကိုရောက်ရင်လည်း base ကိုတွေ့နိုင်ပါတယ် Okay ကျွန်တော်တို့ကတော့ floor 20ကိုရအောင်လုပ်မယ်ဖွေးလာ ဟေးလာပြီ Okay ရောက်ပြီဘာချွန်းရှင်ကောင်း Okay item ကောင်းနေရမယ်ဟာပဲ choose လိုက်ပါမယ်အဲ့ဆိုမက်ခစ်တွေပေါ်လာဘူး Oh my god black out ဟုတ်တယ်ငါတို့ ability ကိုတော့တုံးလိုက်ပြီဒီ floor ရအစ်ဆိုတော့ကျွန်တော်တို့တိတ်နားမလဲရတဲ့ကြားတယ်မှောင်သွားတော့သွားပြီ YouTuber တွေဒီအောင်ဆော့လာတော့မင်းတို့မြင်ဘူးလေဆိုတော့နည်းနည်းတော့မှတ်မိတယ် Okay တရေတွေကတော့တော်တော်များရဲ့ bro တို့ကျွန်တော်ဗီဒီယိုရှင်းမှာဆိုလို့ဒါနည်းနည်းပါးဖြတ်ထားတာပါကျွန်တော်ရဲ့ market တွေလည်းကုန်ပြီအကုန်ဒီ black ကနည်းနည်းခက်မယ်လို့ထင်တယ်အေးမင်းလည်း market တွေကုန်တော့လေအဘေမဲ့ငါတော့မကုန်သေးဘူးငါ inventory ရအေးနင်ကောင်းပါလေမကုန်သေးတော့လေခဏလေးငါ machine တစ်ခုလုံးမယ်တရေတွေကတွေ့လားမျက်လုံးမကောင်းကြဘူးဟိုဘက်ကဒီဘက်ကနှစ်ကောင်စလုံးရှိတာတော့မှအသားလေးသွားမယ် Okay machine တစ်ခုလုံးမယ် Okay ပြီးပြီနောက်ထပ်တစ်ခုကောင်းတယ်ဟိုဘက်ဒီဘက် Yes ပြီးပြီဖို့ဝင်နေ machine တစ်ခုလုံးနေလားဒါပေမဲ့ငါ market တွေ့တယ် market ငါလာပြီဟိုဒီမှာလည်း machine တစ်ခုခဏလေးလာပြီဘယ်နားမှာလဲခဏလေးအေးငါလာပြီငါတွေ့တော့ကျေးဇူးပဲဒီမှာ market တွေရှိတယ်နော်ရှိတယ်အဲ့ဒါကြောင့်ငါနေကိုပြောတာmachine တစ်ခုလောက်လာအောင်မယ်ဟိုဘက်ဒီဘက်ကြီးရတယ်ဘလိုရဲ့တော်ကြ machine လုံးနေတော့ဘေးနားတွေတရေတွေရောက်လာပါဆိုလို့Okay ဒါနောက်ဆုံး machine ဖြစ်မလားမသိဘူးဟုတ်တယ်ထင်တယ်နောက်ဆုံး machine ဘေးနားနေပြီးတော့ Okay ဦးရရလုံးနေတဲ့ပြီးပြီ elevator ပွင့်ပြီငါဘာမှမဖြစ်ဘူးမင်းသားရေးသွားကြည့်ပါဒီရောက်တယ်အမလေးelevator လည်းငါတို့မီးသီးအချိန်ကြောင့်ကျိန်းနေပြီလင်းထိန်နေတာပဲ bro တွေ့လား Oh bandage Yes ဝယ်လိုက်ပြီကျေးဇူးပဲတန်နီငါတို့သူတော်တော်ကျေနပ်နေပြီOkay ကျေးဇူးပဲတန်နီရေ floor 20တော့ရောက်ပြီ floor 20ဒါနောက်ဆုံး floor ဖြစ်ပါစေကျွန်တော်ကတော့ floor 30အထိရောက်ချင်တာOh floor အသစ်Mega Easter Mac Okay ဒီမှာမဲရကောင်ခွေးပါလာတယ်တွေ့လိုက်လားဘလို့ခွေးပါလာတယ်ခွေးလား Yes ခွေးပါလာတယ်တမလည်းခွေးပါလားမသိဘူးငါခုနလေးတော့တွေးလိုက်တာပဲဟိုပါလာတယ်တဲ့ဒီပြောတာငါတေးသွားပြီဟဲ့တေးသွားပြီโอเคငါလည်းတေးလိုက်တော့မယ်ဘရိုဒီလည်းတေးရ
အောင်လို့ဟိုဒီ floor မှာတကယ်တော့ base ရှိတယ်လေဘရိုဒီဒါမမြင်ပြီးလို့ရှိရင်လေရှိတော့ရှိတယ်ကွာ floor နဲ့ဆမ်းမှာဟိုလိုမျိုးအများဆုံးပေါ်နိုင်တယ်ဒါပေမဲ့အားလုံးပဲတတ်တာ Bye bye mice What you gonna do with all that junk, all that